ကျွန်တော်တို့တော်တော်များများကကိုယ့်ရဲ့ product ကိုယ့်ရဲ့ service ကိုစိတ်ဝင်စားလို့ Messenger မှာလာပြီးတော့စုံစမ်းထားတဲ့သူတွေကို follow ပြန်လိုက်တဲ့အခါ Messenger ကနေပဲတော်တော်များများပြန်ပြီးတော့ပြောလို့ရှိကြတယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့အခါမှာ customer က back ကနေပြီးတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီတစ်ခါလောက်ကကိစ္စမရှိပေမဲ့နှစ်ခါသုံးခါလောက်ဆိုလို့ရှိရင်ဒါသူတို့ကိုတင်းလာရောင်းနေတယ်ဆိုပြီးတော့တို့စိတ်ထဲမှာခံစားသွားရတတ်ပါတယ်ပေါ့နော်ဒီအဲ့လိုခံစားချက်လေးဖြစ်လာပြီဆိုလို့ရှိရင်တော့မဝယ်ဖြစ်ဖို့ကများပါတယ်ကိုယ့်ရဲ့ product ကိုယ့်ရဲ့ service ကိုတကယ်စိတ်ဝင်စားလို့လာမေးတဲ့ potential customer တွေဖြစ်ပါတယ်အလားလာရှိတဲ့ customer တွေပေါ့နော်ကျွန်တော်တို့က page မှာတင်ထားပြီးသား post ကိုပဲသူတို့မြင်အောင်ပြလိုက်မယ်ဆိုလို့ရှိရင်သူတို့ကိုလာပြီးတော့ရောင်းတယ်လို့သူတို့မခံစားရတော့ဘူးအဓိကသူတို့ရှိကိုကြော်ညာပြန်ပြီးတော့မြင်ဖို့ပဲကိုယ့်ကို message ပို့ထားဖို့ရဲ့ customer တွေကိုကျွန်တော်တို့ကသူတို့ကိုပြန်ပြီးတော့ remind လုပ်ချင်တဲ့အခါ follow up လုပ်ချင်တဲ့အခါမှာဒီ messenger ကသွားပြီးမပြောတော့ဘဲနဲ့ ATS manager က customer audience ဆိုတာကိုသုံးပြီးတော့ဒီ message ပို့ဘူးထားတဲ့လူတွေကိုပဲဒီကြော်ညာပြန်ပြီးတော့ပြတယ်ပေါ့နော်ပြန်ပြတယ်ဒီကြော်ညာမပြချင်ဘူးဆိုလို့ရှိရင်လည်းဒီခု product review လေးပဲဖြစ်ဖြစ်တခြား post လေးတွေကိုယ့်ရဲ့ product နဲ့သက်ဆိုင်တာလေးကိုသူတို့ပြလို့ရပါတယ်ဆိုတော့ခုနက messenger မှာသွားပြောတဲ့နီလန်ထက်စားလို့ရှိရင်အခုဒီနီလန်လေးကပို့ပြီးတော့ကောင်းတယ်ပေါ့နော်သူတို့ကိုအတင်းလာရောင်းနေဆိုရက်ခံစားချက်မျိုးသူတို့မရတော့ဘူးကျွန်တော်တို့ကကြော်ညာထားတယ်သူတို့ကတွေ့ရပြီးတော့မှသူတို့တတိယသွားလို့ကျွန်တော်တို့ messenger မှာပြန်ပြီးတော့လာဝယ်ဒီသဘောပါအဲ့လိုခံစားချက်လေးကိုကျွန်တော်တို့ကပြောင်းလိုက်နိုင်တယ်ဆိုလို့ရှိရင်ဒီ follow လိုက်တဲ့အခါမှာလည်းပို့ပြီးတော့အဆင်ပြေပြေနဲ့လုပ်လို့ရပါလိမ့်မယ်တကယ်လို့မတုံးတဲ့ရင်တော့ကျွန်တော်ရှိမှာ professional booster plus တက်လို့ရပါတယ်ပေါ့နော်ဒါကတော့ကြော်ညာပေါ့နော်အားလုံးပဲကျေးဇူးပါ